စားလေနေရာတော့ပြန်မှရှိတယ် โอเค အချိန်တိုင်းရှိ တကူမှုအကူပါမှသုံးလို့ရ ပင်ပန်းတဲ့နေ့တွေဆိုလို့ရှိရင်အတုံးဝင်တယ်ပို့ပြီးတော့ နှိမ်မှသုံးလို့ရ နှမျိုးသုံးလို့ရတယ် မရှိမဖြစ်တော့လို့ပဲဒါအားရတော့မဟုတ်ဘူးဒါပေမဲ့လိုပါတယ် โอเค ပေါ်ပါမရ နော် ပို့ပါမ တကူ အခုညီ တကူတဲတော့တယ် အဲ့ဒီမှာပြောတာ အဲ့ဟာဝတ္ထု တရားဝတ်တယ် ဘယ်နည်းမဟုတ်ဘူး မဟုတ်ပါဘူးမမြပြောတဲ့ဟာကိုရှားအောင်ပြောတယ် တော်များများတော့သုံးမယ် nice shit ဒုက္ခငါအပေါ်စာမဟုတ်ဘူးနော် damn ဟိုကေကလည်းအပေါ်စာမဟုတ်ဘူးတိုက် အဲ့လိုပြောရ မဖြစ်လို့ဗာလဲငါတို့ရုံမှာရှိရယ်ငါတို့ရုံမှာရှိရယ် ထိလိုက်ရင်အတန်ထွက် သူ့ဟာရတယ်ခဏ ခဏဖြည့်ရ ခဏဖြစ်ရအောင်တော့ပဲလား အေး တချို့နေရာတွေမှာဆိုရှိတယ်ဟုတ်တယ်လေ မင်းမင်းမင်း က ရှားယူခြင်းမဟုတ် ဟာလူတိုင်းလုံးနေ အဲ့ဒီဟာယူရလို့ရ ဟမ် အဲ့ဒီဟာသူ့ရဲ့ ရတာ သူ့ရဲ့အရာသားကလေဘယ်လိုပြောရမလဲဆိုတော့ သူ့ရဲ့ usage ကတော်တော်စုံတယ်အများကြီးတွေ့သွားသုံးလို့ရတယ် မသုံးတာညာရင်အနေပဲထိုင် မာနေလို့ ပြောလို့ကိုတင်တာပြောလို့ရ တစ်ခါတလေစောင်းပါတယ် Oh my. ဘယ်လိုကြီးစောင်းလဲ ရောက်ရလေ ဒီဟုတ်တယ်မီးမရှိတဲ့ချိန်ကိုသုံးလို့မရ ငါလည်းကျွန်တော်တက်ပြီတကြိုးပါ ကလေးလူကြီးကတော့သုံးမယ် သုံးလို့ရ လေးတယ် အပေါက်ရှင်းဆက်မှာအသုံးလို့အသုံးလို့အသုံးလို့အဲ့တော့မိုင်းလာပြော ပြော အပေါက်ရှင်းဆက်မှာအသုံးလို့ရ တစ်ခါတလေချက်ပြ အယောင်ရှိတယ် Okay. ခဏခဏတန်ရှင်းလုပ်ပြီး အဲ့ဒါအဝတ် ငငယ်တုန်းကစာတင်ကျောင်းနေမှာစာတင်ခန်းတစ်ခန်းတစ်ခုရှိတယ် ဝေါတနေရာနဲ့တနေရာကိုရွှေ့လို့ရတယ် โอเค ခမမ်းမယ် ခက်မှန်းမယ် မမြင့် မမြင့် မမြင် 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 မမြင့်ဘယ်သူလို့ထင်လဲ တန်းစရာ အရှိမအောင်မယ်နော်1 2 3 ဝါတာဘူရာ